မင်္ဂလာပါခင်ဗျဒီတစ်ခါတော့ကျွန်တော်က UFC 328ပြိုင်ပွဲနဲ့ပတ်သက်ပြီးပွဲပြီးသုံးသက်ချက်ကိုပြောမှာမဟုတ်ဘူးကျွန်တော်တို့ပြည်သက်တွေနဲ့အတူတူကြွယ်လို့ရတဲ့အကြောင်းအရာတွေပြောမှာဒါတွေကပွဲပြီးသုံးသက်ချက်မဟုတ်ဘူးကျွန်တော်တို့ဂုံစားလို့ရတဲ့အကြောင်းအရာတွေကျွန်တော်တို့တကယ်မှန်ကန်ခဲ့တဲ့အကြောင်းအရာတွေကျွန်တော် fighter လေးပေါ်ယုံကြည်မှုရှိခဲ့တာတွေအဲ့ဒါတွေအကုန်လုံးကလုံးဝလွဲမမှားဘူးတကဘာလုံးမှာရှိတဲ့တကယ်ဟော့ဂိန်းထုတ်တဲ့ပညာရှင်ကြီးတွေကဘာကျော် fighter ဟောင်းကြီးတွေချန်ပီယံဟောင်းကြီးတွေထိပ်တန်း fighter အများစုရဲ့သုံးသက်ချက်တွေပဲမှားခဲ့တာကျွန်တော်မြန်မာပြည်သက်တွေရဲ့အမြင်တွေကလုံးဝမလွဲခဲ့ဘူးအဲ့ဒီအတိုင်းဖြစ်အောင်လဲကျွန်တော် fighter လေးကစွမ်းဆောင်ပြသွားတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့အကုန်လုံးအတူတူအောင်ပွဲခံရင်းနဲ့ပြောကြမှာဖြစ်ပါတယ်အဲ့ဒီတော့စလိုက်ကြရအောင်ပါအရင်ဆုံးအနေနဲ့ပွဲအခင်းချင်းကိုပြောရမယ်ဆိုရင်ဒီပွဲကကျွန်တော်တို့ပြည်သက်တွေကိုရင်ခုန်စရာတွေအများကြီးပေးသွားတယ်ပွဲလို့ပြောလို့ရတယ်ကျွန်တော်ကတော့ပြည်သက်တွေကိုပွဲကြိုသုံးသက်ချက်တွေချပြကြတဲ့ကဒီလိုအခင်းချင်းကတော့ဖြစ်တဲ့နဲ့ bad position မျိုးတွေမှန်းထားကြအဲ့လိုဆိုရင်တော့တက်သားမယ်ဘာဖြစ်လို့ဆိုတော့ငါးကြီးကစားမဲ့အနေထားမှာဒီလိုပုံစံမျိုးတွေရှိလာလိမ့်မယ်ကျွန်တော် fighter လေးကပဲရင်ခုန်မှုမရှိဘဲနဲ့ခွန်အားချွေပြီးတော့ဒီလိုအနေထားတွေမှာစိတ်ပူစရာမရှိဘူးအေးအေးဆေးဆေးနဲ့ရုံထွက်ပြနိုင်တဲ့ဒီလိုပုံစံမျိုးနဲ့ရုံထွက်ပြဖို့ပဲလိုတယ်စားတဲ့အကြောင်းအရာတွေကိုလည်းပြည်သက်တွေကိုပြောပြခဲ့တယ်ကျွန်တော် fighter လေးရဲ့အားသာချက်တွေအားနည်းချက်တွေကိုလည်းဆွဲထုတ်ပြခဲ့တယ်ဆိုတော့ကြတော့ဒီပွဲကစားသွားတဲ့အခင်းချင်းကပြည်သက်တွေအတွက်လည်းရင်ခုန်စိတ်လှုပ်ရှားစရာအများကြီးပေးတယ်ကျွန်တော်ပွဲကြုံမှာချပြခဲ့တဲ့အကြောင်းအရာတွေကလည်းတော်တော်များများကလုံးဝမလွဲဘူးပွဲအခင်းချင်းမှာဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာလည်းပြောပြခဲ့တယ်အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့က online ဆန်ပွဲတွေကြီးခဲ့ဘူးသားဆိုတော့ဒီမြေပြင် ground game control လုပ်ခံရတဲ့အနေအထားမှာအားမလို့အားမရတွေဖြစ်ကြတယ်တက်ဆူရိုတိုင်ရာနဲ့ဂျော်ရှူအာဘန်တို့ထိုးတဲ့အနေအထားမှာလည်းဒီပုံစံမျိုးကဖြစ်လာမှဆိုတဲ့အကြောင်းကိုကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ်ဘာဖြစ်လို့ပြောရလဲဆိုတော့ကျွန်တော်ပြည်သက်တွေကိုရင်မခုန်စေခြင်းလို့စိတ်မပင်ပန်းစေခြင်းလို့ကိုကရင်တထိတ်ထိတ်နဲ့အစောကြီးတဲ့ဖိုးဖိုင်လုပ်ပြမယ်လို့မျှော်လင့်ထားရင်ဒီလို bad position မျိုးတွေဖြစ်သွားတဲ့အနေအထားမှာလုံးဝမချိမခဆန့်ကြီးနဲ့အားပေးရတာဒါကြောင့်မလို့ကျွန်တော်ကပွဲအကြိုမှာကတည်းကပြောပြခဲ့တယ်အဲ့တော့ကြတော့ပွဲအခင်းချင်းကကျွန်တော်တို့မျှော်လင့်တဲ့အတိုင်းတော့ဖြစ်မလာခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့တက်ဆူရိုတိုင်ရာကပထမအချီပွဲစတာနဲ့10မိနစ်အတွင်းမှာပဲဘုံတိုင်းကတော့လဲချပြလိုက်တယ်ကျွန်တော်ဖြစ်အဲ့လောက်ထိမြန်ဆန်လိုက်မယ်လို့လုံးဝကိုမထင်တာပါအဲ့ဒီတော့ UFC ကပွဲအများစုအခင်းချင်း UFC ကချန်ပီယံစိန်ခေါ်ပွဲတွေအကြောင်းကိုပြောရမယ်ဆိုရင်ဒီလိုပထမအချီ10မိနစ်မပြည့်ခင်လေးမှာပဲလဲချနိုင်တယ်ဆိုရင်သိကြတယ်ဘယ်ဖိုက်တာကအသာစီးရမလဲဆိုတာလုံးဝလွယ်ကူသွားပြီတက်ဆူရိုတိုင်တာပဲဒါမဲ့ဒီတိုင်းပဲလူတိုင်းကပြောကြလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကနဦးဦးချိုးလိုက်တဲ့အနေထားမှာတဲ့ဂျော်ရှူအာဘန်ကဘာမှမလှုပ်နိုင်ဘူးအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ရင်တထိတ်ထိတ်နဲ့စောက်ပြီးချီရတာပထမချီကုံသွားတဲ့အနေထားမှာတော့ခန်းစားချက်ကစိတ်ပူတဲ့အပိုင်းကိုပိုတာတယ်ဒါပေမဲ့အားရတဲ့အပိုင်းလေးလည်းပြန်ပြီးရှိတယ်ဘယ်နေရာမှာအားရတာလဲဆိုတော့တက်ဆူရိုတိုင်တာက10မိနစ်မပြည့်ခင်မှာပဲလဲချလိုက်တယ်သို့တော့သူ့အနေနဲ့ position ကောင်းကောင်းရအောင်မယူနိုင်ဘူးဂျော်ရှူအာဘန်က defense ကိုကောင်းကောင်းလုပ်သွားတယ်ကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ်ဘယ်ပိုင်းကိုစောင့်ကြည့်ရမလဲဆိုတော့ grappling defense ဘိုင်းကိုသူကချပြသွားတာဒီအနေထားမှာဂျော်ရှူအာဘန်ကပြုံးတိုင်းကနေဆိုထပြီးမယုံဘူးကြောက်အားလန့်အားတွေနဲ့ထပြီးမယုံဘူးနောက်ထပ်၄ကြီးရှိသေးတယ်အေးစစ်စစ်ယုံမယ်ချမ်းမြေမှာလည်းသူအသေးနဲ့ပဲနေတယ်နောက်ကသူနီးပြတွေကလည်းတစ်ဖက်ကကစားသမားရဲ့အလားအလာကိုတန်းပြီးတော့ကြည့်တယ်မလောနဲ့ဘဲပုံစံတန်းပြီးတော့ခါရဲပြောတယ်ဂျော်ရှူအာဘန်ကလည်းအဲ့ဒီအတိုင်းပဲနေတယ်ဆိုတော့ကြတော့တက်ဆူရိုတိုင်ရာကစောစောစီစီလဲချနိုင်တယ် position အပေါ်ကနေ4မိနစ်လောက်အသာစီးရယူတဲ့အနေထားမှာဘာမှမလုပ်နိုင်ဘူးသူ့အနေနဲ့ position ပိုင်း control လုပ်ထားတာပဲရှိတယ်ချုပ်ကွက်ရယူဖို့အတွက်ဖော်ဆောင်တဲ့အနေအမှာဂျော်ရှူအာဘန်ကကောင်းကောင်းကြီးဖြေချသွားနိုင်တယ်အဲ့ဒီအပိုင်းလေးကိုတော့ကျွန်တော်အတော်ကြီးကိုအားရသွားတယ်အမှန်တိုင်းဝန်ခံရရင်ပထမအချီပြီးမှအဲ့ဒီအပိုင်းလေးကိုကိုကမြင်တယ်သို့တော်လည်းပဲနိုင်ပါမလားဆိုရယ်စိုးရိမ်စိတ်ကတော့လုံးဝအပြည့်ပါပဲအဲ့ဒီတော့ဒုတိယအချီအကြောင်းကိုပြောကြရအောင်ပါဒုတိယအချီမှာတော့ဂျော်ရှူအာဘန်ကစိုးရိမ်စိတ်ကိုနည်းနည်းလေးလွှတ်ချလိုက်တယ်ပထမအချီတုန်းကပုံစံမျိုးမဟုတ်တော့ဘူးပွဲစားတာနဲ့လဲချခံမှာကြောက်တဲ့ပုံစံမျိုးမဟုတ်တော့ဘူးတစ်ဖက်ကဖိတ်လာတဲ့အနေထားတွေကိုစိတ်အေးထားတယ်ရအောင်တုတ်ပြန်တယ်အဲ့လိုပုံစံမျိုးနဲ့တွဲလုံးနေနဲ့ဖုံနဲ့လောက်ပြတော့ပြန်ပြီးတော့ချက်ချင်းအားတက်သွားတယ်အထူးသဖြင့်ထောက်လက်သီးတွေမိတဲ့အနေထားမှာတက်ဆူရိုတိုင်နာကဘလို့မှမခံနိုင်ဘူးဂျော်ရှူအာဘန်ကအားကောင်းကောင်းနဲ့ထောက်လက်သီးတွေစက်တိုက်သုံးတယ်အဲ့နောက်မှာတော့သူကတွဲလုံးတွေရအောင်ထုတ်သုံးတယ်ဒုတိယအချီပြီးမှာတော့တော်တော်ကြီးကိုကျွန်တော်စိတ်ထဲမှာမျှော်လင့်ချက်တွေဖြစ်လာတယ်ဟာဂျော်ရှူအာဘန်ပြန်ထွက်လာပြီဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတယ်တကယ် UFC ကချန်ပီယံကပတ်စိန်ခေါ်ပွဲတွေမှာအဲ့လိုပုံစံမျိုးဖြစ်ဖို့ဆိုတာအတော်ကိုခဲရင်တယ်ကျန်တဲ့မဟာမကြီးနဲ့ဟမ်ဇက်ချမိုင်ယက်နဲ့ဒူဘလက်စစ်တို့ပွဲကြည့်လိုက်စောစီလဲချခံလိုက်ရတဲ့ပွဲပြီးသွားတယ်ဟမ်ဇက်ချမိုင်ယက်နဲ့ရောဘတ်ဝစ်ဒေကပွဲကြည့်လိုက်စောစီလဲခံလိုက်ရတဲ့ပွဲပြီးသွားတယ်
ကျွန်တော် fighter လေးကအဲ့လိုပုံစံမျိုးမဟုတ်ဘူးစောစောစီစီလက်ခံရတယ်ချုပ်ကွက်မပေးအောင်တော့ position ကောင်းကောင်းနဲ့ defense လုပ်သွားတယ်ဒုတိယအချီမှာချက်ချင်းပြန်ပြီးအသာစီရယူတယ်အဲ့လိုပုံစံမျိုးကြောင့်မို့ဒုတိယအချီပြီးမှတော့မျောလင်းချက်ကလုံးဝပြန်ပြီးပြေးလာတယ်ဟာငါတို့မျောလင်းချက်ရှိတယ်ဒီကလေးကတော်တော်ကိုသွေးနဲ့ကစားတတ်တယ်စားတဲ့ပုံစံမျိုးနဲ့မျောလင်းချက်တွေရှိလာတယ်ဒီညမှာထပ်ပြီးပြောမယ် Joshua Ban ကနောက်ဆုံးအချီတွေရောက်တဲ့အထိလုံးဝခြေထောက်ကန်ချက်မသုံးဘူးလုံးဝမဟာစီးမြဲခြေထောက်ကန်ချက်သုံးလိုက်ရင်သူ့အနေနဲ့တစ်ဖက်ကဆွဲမယ်လဲချမယ်ပြီးတော့ကြတော့ခြေထောက်ကန်တဲ့အနေထားမှာပြန်ပြီးတော့ခြေထောက်တစ်ဖက်ထောက်ထားရတယ်ပြန်ပြီးချိန်ယူရတယ်အဲ့အနေထားမျိုးမှာ balance ပြတ်တယ်လုံးဝခြေကန်ချက်ထုတ်မသုံးသွားဘူးတစ်ဖက်ကလဲချလာမယ့်အနေထားကိုပိုင်းသေးအတွက်ထားလို့ရတဲ့အတွက်ခြေထောက်ကန်ချက်လုံးဝသုံးဘူးဒူးတိုက်ချက်ကိုတော့လူနီပြတွေကမသုံးဖို့အတွက်အမြဲတမ်းမှားတယ်သူ့ရဲ့ဘောက်ဆန်ကောင်းတဲ့လက်သီးနဲ့ပဲအားကိုးဖို့အတွက်ပုံစံမျိုးမှားတယ်ဒုတိယအချိန်မှာတော့ပြန်ပြီးသားတယ်ညှော်လင်းချက်တွေရှိတယ်တတိယအချီကတော့ကျွန်တော်ဖြင့်ထိုင်လိုက်ဖင်ကြွားလိုက်ထိုင်လိုက်ဖင်ကြွားလိုက်ခုံလိုက်အော်လိုက်နဲ့အဲ့လိုနဲ့ပြီးသွားတာဘာဖြစ်လို့လဲဆိုတော့သိတဲ့အတိုင်းပဲတတိယအချီမှာပွဲသိမ်းလို့နေပါတီအိုးနဲ့ဆိုတော့တကယ်လဲကျွန်တော် fighter လေးကပွဲဖြတ်တော့မယ်လို့ကိုထင်တာကျွန်တော်ဖြင့် Joshua Ban ကချုပ်လိုက်တဲ့အနေထားတော့မှဟာအတော်ကိုမိုက်သွားပြီဆိုပြီးတော့သူကျွန်တော်တို့ကိုဟာသဆန်လေးပြောခဲ့တဲ့အနေထားမှာသူကပြန်ပြီးတော့ဒီပွဲမှာချုပ်ကွက်နဲ့ရအောင်လုပ်ပြမယ်ထင်မှတ်ထားလုပ်ပြမယ်ဆိုတဲ့အနေထားလေးဒိုင်းမန်လားဆိုပြီးတော့တကယ်ကိုအဲ့နေရာလေးမှာပြန်ပြီးပေါ်လွန်တယ်ရအောင်ချုပ်တယ်ချုပ်ဖို့လည်းနီးစက်တယ်ဒီညမှာကျွန်တော်တော့နည်းနည်းလေးလောသွားတယ်လို့ဆိုချင်တယ်သူကိုယ်တိုင်လည်းဘာဖြစ်လို့ချုပ်ထားတဲ့အနေထားနေပြန်လွတ်ပေးလိုက်တာလဲဆိုတော့သူက damage လိုချင်တော့တာချုပ်ကွက်ကိုသူမလိုတော့ဘူးချုပ်ကွက်လုံနေရင်အနေများတဲ့အတွက်သူက damage ကိုလုံချင်တဲ့အတွက်ပြန်ပြီး ground and pound ဆော်တယ်အဲ့ရဲ့အနေထားမှာကျွန်တော်ပြောချင်တာကသူချုပ်ပြီးတဲ့အနေထားမှာလက်စရိုတိုင်းနာကပြန်ပြီးထားလာတယ်ထိကျက်ပြန်ကန်တယ်ခေါင်းတွေလည်းထိုးမိတယ်အောက်ခြေကန်တွေလည်းထိုးမိတယ်ဒီအနေထားမှာ Joshua Ban နည်းနည်းလေးတော့ပြန်ပြီးတော့အောက်သွားတယ်အဲ့ဟာကိုကျွန်တော်ဗာပြောချင်တာလဲဆိုတော့ဒီပွဲပြင်ဆင်တဲ့အနေထားမှာတလပဲရှိတယ်ပြောချင်တာကဒဏ်ရာပြဿနာနေပြန်ပြီးတော့တက်တာလာတဲ့အနေထားမှာကာဒီယိုပိုင်းကတော့ကောင်းကောင်းပြင်ဆင်လိုက်မယ်သို့တော်လည်းပဲဒီလိုကစားတဲ့အနေထားမှာစိတ်ဖိအားမှုကရှိတယ်ဆိုတော့ကြတော့အဲ့အနေထားကတတိယအချိန်မှာပေါ်လွန်လာတယ်ကျွန်တော်အမှန်တိုင်းမှတော်တော်ကြီးစိုးရိမ်သွားတယ်